ကျေးလက်သဘာဝကျေးလက်အလှ ဆရာကြီးကလည်းဒီရွာမှာတာဝန်ကျနေတာကြာပြီလေပြီးတော့စိတ်ကောင်းလည်းရှိတယ်တမန်တမက်လည်းကြာတယ်ဆိုတော့ရွာတွေကလူတွေကဆရာကြီးကိုအားကိုးယုံကြည်ကြတယ်ဗျာ ကျွန်တော်အခုလိုပွဲယူနိုင်တာဆရာကြီးရဲ့ကျေးဇူးတွေကြောင့်လေအဲကြောင့်မို့ကျွန်တော်ဆရာကြီးကိုလာကြရတယ် မြန်မြန်လုပ်လေဒီမှာဆရာလေးတို့အားနာစရာ လာပြီ ပါဆရာလေးကျွန်တော်ရ ကျုံနဲ့နှင်းဝေကမကြခင်လက်ထက်တော်မှာလို့ ဟုတ်တယ်ငါနဲ့ဆရာလေးနဲ့ကြိုက်နေတာကြားလာပြီ သမီးမောင်အောင်တင်ကိုပဲယူရမယ် ငါအသေးကိုခွဲတယ်အဲ့ဒီကြောင်းစရာရဲ့ဘွားဝီလောင်ပြီးဖြစ်အောင်ငါလုပ်ကြမယ် ယနေ့ညမဟာ TV Channel မှာစောင့်မျှော်ကြည့်ရှုအားပေးကြပါအောင်ခင်ဗျာကျေးလက်သဘာဝကျေးလက်အလှ